ရုပ်စင်ရဲ့ရက်ချက်ထဲမှာကန်ဆိုးချင်းတရားနဲ့အငွေ့သက်တွေပြည့်နေနေပြီးကွေ့ပတ်သွားတိုင်းစိတ်မချမ်းမြေ့စရာတွေနဲ့ကြုံတွေ့ရနိုင်ပါတယ်ဒီနေ့မှာတော့ဒီနေ့ရဲ့ဗီယက်နမ်တရေရုပ်စင်လက်မှုရတစ်ခုဖြစ်တဲ့မဲခေါင်မြင့်မရေမော်ဘီအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဇာလန်ကတော့ဗီယက်နမ်နိုင်ငံမဲခေါင်မြစ်ဘေးကမြို့ငယ်လေးတစ်မြို့မှာအခြေတည်ထားတာပါဒီမြို့ကဒေသခံအများစုဟာအသက်မွေးဝမ်းကြောင်းအတွက်ငါးဖမ်းခြင်းလုပ်ငန်းကိုပဲအဓိကအားထားကြပါတယ်မြစ်ကမ်းဘေးမှာအမျက်သွားလာနေရင်ဖဏမဆိုပဲဘယ်နေပါမလဲဒီမြို့မှာလူတွေမြင့်ထဲပြုတ်ကျပြီးရင်းနှီးပြီးအသက်ဆုပ်ဆိုးတဲ့ဖြစ်ရပ်တွေခဏဖြစ်ပွားလေးရှိပါတယ်အာလီရဲ့ခင်မွန်းတဲ့ဟာလည်းမတော်တဆရင်းနှီးပြီးအသက်ဆုပ်ဆိုးသွားခဲ့ပါတယ်အာလီဟာဝမ်းနဲ့ပူဆွေးမှုတွေကနေရုတ်ထွက်နိုင်ဖို့အတွက်နောက်ရွာတစ်ရွာကိုပြောင်းရွှေ့ခဲ့ပါတယ်တစ်ဖက်ကကြည့်ရင်လည်းဒီရွာကသမင်းဖြစ်သူရဲ့အကြောင်းနဲ့ပိုနေနိုင်တာအကြောင်းလည်းပါတာပေါ့ဒါပေမဲ့အဲ့ဒီရွာမှာကြောက်စရာကောင်းတဲ့ဒဏ္ဍာရီတစ်ခုရှိနေမှသူတို့မသိခဲ့ကြပါဘူးမောင်မိုင်းပြီးလေပြင်းထန်တဲ့ညတညမှာဝိုင်းရင်တငါတဲ့တူဟာမြင့်ထဲမှာငါးဖက်နေခဲ့ပါတယ်နေပေါ်များစွာအတွေ့အကြုံရှိတဲ့အတွက်သူဟာငါးဖက်ရမှာအလွန်ကျွမ်းကျင်သူတူပါဒါပေမဲ့ဒီနေ့မှာတော့ပိုက်ကိုဆွတ်တင်လိုက်တဲ့အခါဘာငါတကောင်မှပါမလာပဲသူ့ရုပ်လေးတရုပ်ပဲပါလာခဲ့ပါတယ်သူဟာစိတ်တူနဲ့အဲ့ဒီရုပ်ကိုနှစ်ပိုင်းပြီးမြင့်ထဲပြန်လွှင့်ပြလိုက်ပါတယ်ငါးဆက်ဖမ်းဖို့ပြင်နေတော့ရေထက်ကနေမိမတယောက်ရဲ့ခေါ်တန်းထွက်ပေါ်လာပါတယ်သူကဆက်ထင်လို့နေမှာပါဆိုပြီးဂယုမဆိုင်ပဲနေခဲ့ပါတယ်လေကိုလော်ခနေတော့သူ့နောက်ကျောကနေအတန်တန်ကြားလိုက်ရပြန်ပါတယ်သူရလန့်သွားပြီးအပြန်ပြေးဖို့လေကိုအမြန်လိုဖို့ပြင်လိုက်ပါတယ်ဒါပေမဲ့သူ့ကိုကန်လိုက်တာနဲ့တပြန်နဲ့ဖြူဖွက်ပြီးအစ်ဆက်နေတဲ့လက်တစုပ်ကသူ့ကိုရေထဲဆွဲချသွားပါတော့တယ်ငြိမ့်သက်နေတဲ့ရေပြင်ပေါ်မှာအခုအစာနဲ့ငယ်ပဲကြံရိခဲ့ပြီးကြာခင်မှာပဲဘာမှမဖြစ်ခဲ့တယ်လို့ပြန်လဲတက်ဆက်သွားခဲ့ပါတယ်ဒါကတော့မဲခေါင်မြစ်ရဲ့ဒဏ္ဍာရီလာရေမော်ပီမာတီပဲဖြစ်ပါတယ်သူဟာအသက်စီစဉ်ကအမျိုးသားတဦးရဲ့ဆွပစ်ချင်းကိုခံခဲ့ရပြီးခလေးလည်းဆုပ်ဆုပ်ခဲ့ရတာကြောင့်ဝန်းနဲ့ပူဆွေးကဒတာဘုတ်ကနေခုတ်ချခဲ့သူဖြစ်ပါတယ်သူရဲ့နာကြီးချက်ပြင်းထန်မှုကြောင့်သူဆုပ်ပြီးတဲ့တော့ရေမော်ပီဖြစ်လာခဲ့တာပါလူကြီးတွေကခလေးတွေကိုမြင့်ပေးမှတယောက်တည်းမဆုပ်ဖို့အမျက်တတိပေးလေးရှိပါတယ်ဒါပေမဲ့ရေလုပ်ငန်းကိုအမင်ပြုတ်ပြီးအသက်မွေးရတဲ့လူကြီးတွေအတွက်တော့မဲခေါင်မြင့်ဟာထမင်းဥတင်မကပဲသူတို့ရဲ့စင်တမှုအခြေမြင့်လည်းဖြစ်နေပါတယ်ရွာသားတွေမြင့်ထဲမှာပျောက်ဆိုးတဲ့ဖြစ်ရပ်တွေကိုရုပ်အေးနေပြီးဖြစ်ပြီးဒီနေရာမှာထူးဆန်းဆန်းပြတဲ့အသက်မွေးအောင်ကြောင်းတစ်ခုရှိနေပါတယ်အဲ့ဒါကတော့ရင်းနှီးသူတွေတဲ့အလုပ်ပါပဲအာလီရဲ့ခင်ပူကွယ်လွန်သွားတဲ့ကသူ့မိသားစုမှာဝင်ငွေရလမ်းမရှိတော့ပါဘူးဝမ်ရအတွက်အာလီဟာလူအများကကရဲဆွချတတဲ့ဒီသူများမလုပ်ရှင်တဲ့အလုပ်ကိုဝင်ရလောက်ကန်ခဲ့ရပါတယ်အလုပ်နဲ့အမြဲဆုံးနေတာကြောင့်အာလီဟာသမင်းဖြစ်သူနဲ့အတူစီချိန်နေပါခဲ့ပြီးသမင်းလေးဆောင်ဟာရဲ့မွေးနေ့ကိုတော့မေ့သွားခဲ့ပါတယ်ဒီနေ့မှာဆောင်ဟာကအကြောင်းကိုတယောက်တည်းသွားခဲ့ပါတယ်လက်မှာသူဟာမြင့်ပေးမှာထူးဆန်းတဲ့အယုတ်တရုပ်ကိုတွေ့ခဲ့ရပါတယ်ညင်ပတ်ပရင်နေပေမဲ့မင်္ဂလေးတဘာဝအရာအယုတ်တွေကိုမငြိဆန်နိုင်တာကြောင့်သူကောက်ယူလာခဲ့ပါတယ်ကြောင်းရောက်တော့ဆောင်းဟာအဲ့ဒီအယုတ်လေးကိုတေချာတန့်စင်ရင်လုံနေတော့ရုတ်တရက်သူ့နမိတ်ခေါ်တန်းကိုကြားလိုက်ရပါတယ်သူဟာအတန်လာရလန်းကိုဖြည်းဖြည်းချင်းဆောက်သွားရင်းတတိမထားမိပဲကြောင်းရဲ့နောက်ဘက်ကိုရောက်သွားခဲ့ပါတယ်အတန်ရဲ့အရင်မြင့်ကိုလိုက်စာနေတော့မှပဲကြောက်မဲ့ဖွယ်ကောင်းတဲ့အရိပ်တစ်ခုကိုရုတ်တရက်မြင်လိုက်ရပါတယ်သူရန်လန့်ပြီးဘာလို့ရမှန်းမသိဖြစ်နေတော့သူ့တန်းဖို့ဝတ်တုတ်ဆောက်လာခဲ့ပါတယ်သူကဝတ်တုတ်ကိုဒီမှာကြောက်စရာကောင်းတဲ့အရိပ်တစ်ခုရနေတယ်လို့တူတူလေးပြောပြခဲ့ပါတယ်ဝတ်တုတ်ကဆောင်းဟာနောက်နေတဲ့ထင်ပြီးခယူးမဆိုင်ပဲထွက်သွားပါတယ်ဒါပေမဲ့ဆောင်းဟာလက်ကျိလိုက်တဲ့အချိန်မှာအဲ့ဒီကြောက်စရာရိတ်ကပြန်ပေါ်လာပြန်ပါတယ်စင်းကြံထဲမှာဘယ်သူမှမရှိဘူးဆိုတာတက်တည်ပြဖို့အတွက်ဝတ်တုတ်ကစင်းကြံတဲ့ကိုဝင်သွားပြီးအန်ကိုဖို့လုပ်ပြပါတယ်ဒါပေမဲ့တတိမထားမိခင်မှာပဲအဲ့ဒီကြောက်စရာရိတ်ကဝတ်တုတ်ရဲ့နောက်မှာရပ်နေခဲ့ပါတယ်အဲ့ဒီကြောက်စရာရိတ်ကဝတ်တုတ်ကိုရပ်နေပါတော့တယ်ကံကောင်းထောက်မဆာပဲအဲ့ဒီတရမကသူ့ကိုအသက်ဘေးကနေချမ်းသာပေးခဲ့ပြီးမလောက်တာလောက်ဖြစ်အောင်လုပ်ပြီးမှလွတ်ပေးလိုက်ပါတယ်ညဘက်အိမ်ပြန်ရောက်တော့ဆောင်းဟာကဒီနေ့ဖြစ်ပျက်ခဲ့တဲ့များကိုသူ့အမေကိုပြောပြခဲ့ပါတယ်သူ့အမေကဆောင်းဟာတယောက်တစိတ်တယောက်နဲ့တွေ့ခဲ့တာနေမှာပါဆိုပြီးတစိတ်တွေစကားမပြောဖို့တစိတ်နောက်မလိုက်ဖို့နဲ့တတိပေးခဲ့ပါတယ်သူတို့စကားပြောနေတော့အပြင်ကနေတကားကိုပြင်းပြထန်လာခောက်တဲ့အတန်ကြားလိုက်ရပါတယ်ရွာထက်ကလူတယောက်ပြီးဖြစ်ပါတယ်အာလီရောက်သွားတာနဲ့ကိုကုတ်ပေါ်ရောက်အောင်ဆယ်ယူပေးခဲ့ရပါတယ်ကတင်ပေါ်တင်ပြီးအာလီဟာမြစ်ဘေးကဖះเจ้าငွေလေးကိုသွားပြီးအခုဖြူတစားနဲ့တေဆုပ်သူရဲ့ဝိညာဉ်အတွက်ဆူတောင်းပေးလေးရှိပါတယ်ပြီးရင်တေဆုပ်သူကိုနောက်ခါဂါဝရပြုတဲ့အနေနဲ့အဲ့ဒီအခုစကိုတိပင်မှာချီနှောင်ထားလေးရှိပါတယ်ဝန်ကတော့ရွာတဲကဝိုင်းမို့ဆိုတူပါအတွေ့အကြုံရသူဟာအသက်ရှင်လက်နဲ့အသက်ခံရတာဖြစ်ရမယ်လို့တစ်ချက်ကြည့်ရုံနဲ့သိလိုက်ရပါတယ်သူဟာခြေပြတွေပါတဲ့ကမာခွန်ကိုထုတ်ပြီးသူရဲ့စိတ်မှာဝေ့ရန်လိုက်ပါတယ်သူကကြွေကြလာတဲ့ခြေပြားကိုချုပ်သူရဲ့ပါးစပ်ထဲထည့်ပေးလိုက်ပါတယ်နောက်တစ်စက္ကန့်မှာပဲ
သူဟာထိတ်မနိုင်သိမ့်မနိုင်တော်လို့လာပြီးပစတ်ထက်ကခြေပြားကိုအန်ထုတ်လိုက်ပြီးမှပြန်ငိမ့်သက်သွားပါတယ်ဝန်ကတော့မကောင်းတဲ့နမိတ်ကိုခန်းစားလိုက်ရပါတယ်ဒီလိုဆိုရတဲ့အကြောင်းရင်းဟာရေမွန်ပြီးမှဒါကြောင့်ဖြစ်ရမယ်လို့သူကောက်ချက်ချလိုက်ပါတယ်နောက်တစ်နှစ်မှာအာလီဟာအလုတ်ဆုပ်နေတာကြောင့်အိနီနာချင်းရဲ့တားဖြစ်သူဆောင်ကျက်ကိုသူ့သမီးကိုကျောင်းကနေတွားချပေးဖို့ကိုကြီးတောင်းခဲ့ပါတယ်လက်မှာဆောင်ကျက်ကဆောင်ဟာရဲ့လက်ထက်ကအရုပ်ကိုယူကြည့်ပြီးဘဲကရတဲ့ရုပ်ဆူဆူကစားစရာလဲလို့မြင်ခဲ့ပါတယ်သူကအဲ့ဒီအရုပ်ကိုပြင်ပေးမယ်လို့ပြောခဲ့ပါတယ်သူရဲ့ဒီလိုလောက်ရကသူ့ကိုယ်သူတေမစ်စီအားလိုက်တယ်လို့ဖြစ်သွားမှသူမသိခဲ့ပါဘူးဆောင်ဟာအရုပ်ကိုတန့်စင်လုပ်ပြီးမှုတ်ကြည့်လိုက်တဲ့အခါဆောင်ကျက်ပြောသွားတာကိုတွေ့လိုက်ရပါတယ်သူရန်လန်းသွားပြီးဆောင်ကျက်ရဲ့နာမည်ကိုအထထအော်ခေါ်ပေမဲ့ပြန်ချလိုက်ရတာကထူးဆန်းတဲ့ရေတံနဲ့တရားလိုတိတ်ဆိတ်မှုပဲဖြစ်ပါတယ်သူလက်ကြည့်လိုက်တဲ့အခါရေမိုဘီမကသူ့စိတ်တက်မှာပေါ်လာပါတော့တယ်ဆောင်ဟွာအရန်ကြောက်ပြီးမျက်စိကိုတင်းတင်းပိတ်ထားလိုက်ပါတယ်ရုတ်တရက်သူ့ပခုတ်ပုတ်ကိုလက်တစ်ဖက်လာတင်ပါတယ်အဲ့ဒါကတော့ခုနကပြော့ဆိုသွားတဲ့ဆောင်းချက်ဖြစ်နေပါတယ်ဆောင်ဟွာကဆောင်းချက်ကိုခုနကကြောက်စရာကောင်းတဲ့မိမကြီးတယောက်ကိုမြင်ခဲ့တယ်လို့ပြောပြပါတယ်ဒါပေမဲ့ဆောင်းချက်ကပတ်ဝန်းကျင်ကိုဝက်ကြည့်ပေမဲ့လူရိတ်လူရောတော့မတွေ့ရပါဘူးဆောင်ဟွာကဒီနေရာမှာ10စက္ကန့်မှထပ်မနေချင်တော့တာကြောင့်သူ့ကိုဒီကနေအမျက်ခိုထုတ်သွားဖို့ဆောင်းချက်ကိုပြောပါတယ်။ပြန်ရောက်တဲ့ဆောင်ဟာထိတ်လန့်တော်လို့နေဆက်ဖြစ်ပြီးတောက်တနေရာမှာကောက်ကောက်လေးထိုင်နေကဘာမှလည်းမဆမတော့ပါဘူး။အာလီအိမ်ပြန်ရောက်တော့ဆောင်ဟာကသူ့အမေရဲ့ရင်ခွင်တက်ကိုရုတ်တရက်တိုးဝင်သွားပါတယ်။အာလီကသူ့သမီးကိုဘာဖြစ်တာလဲလို့မေးပါတယ်။အဖဖြစ်သူကဆောင်ဟာပြောနေတဲ့မိမဟာဒဏ္ဍာရီလာတရေမှဖြစ်လိမ့်မယ်လို့ထင်နေပါတယ်။ဒါပေမဲ့အာလီကတော့တရေဆိုတာမရှိပါဘူးလို့ညင်းပြီးဆောင်ချက်ကိုမေးကြည့်တော့လဲအဲ့ဒီချိန်တော့ကဘယ်မိမမှမတွေ့ခဲ့ပါဘူးလို့ပြောပါတယ်။သူ့မိကမယုံတာကိုမြင်တော့ဆောင်ဟာကဝန်းနေပူဆွေးစွာနဲ့အဖဖြစ်သူရဲ့ရင်ခွင်တဲ့ကိုတိုးဝင်သွားပါတယ်။ဆောင်ဟာကသူ့လိမ်မပြောပါဘူး။အဲ့ဒီမိမကသူ့ကိုခေါ်သွားမယ်လို့ပြောတယ်လို့ဆိုပါတယ်။အဖဖြစ်သူကမြင်းလေးကိုနှိမ့်သိပ်ပေးပြီးအခြေအနေကိုမေးမြန်းဖို့မနေ့ပြန်ကြရင်ဆောင်ချက်စီကိုတန်သွားမယ်လို့ဆိုပြလိုက်ပါတယ်။ဒါပေမဲ့မမျှော်လင့်ပဲအဲ့ဒီအချိန်မှာတရက်မဟာဆောင်ချက်စီရောက်ရှိနေပြီဖြစ်ပါတယ်။ဆောင်ချက်ဟာအိမ်မှာတယောက်တည်းလေပြင်းနေခဲ့ပါတယ်။ရုတ်တရက်လူမပါတဲ့ငါးဖက်လေးတစ်စီးကသူ့လေရဲ့နောက်ကနေလာတိုက်ပါတယ်။ဒါကတကယ့်ကိုထူးဆန်းပါတယ်။ဆောင်ချက်ကအဲ့ဒီလေးကိုသွားစစ်ဆေးတဲ့အခါလေပက်ပန်းကရေတွေပုတ်ပွက်ထနေတာကိုတွေ့ရပါတယ်။နောက်တစ်စက္ကန့်မှာပဲဖြူဖြောတဲ့လက်တဆုပ်ကသူ့ကိုရေထဲဆွချသွားပြီးဆောင်ချက်ကဘာတမ်းမှမကြရပဲပျောက်ဆုံးသွားပါတော့တယ်။မကြခင်မှာပဲအနီနာချင်းကအာလီစီဖုတ်ဆက်ပြီးသူ့သားဟာလေပေးမှာလေပြင်းနေတာကရိယာတွေလည်းလေပေါ်မှာခြံခဲ့ပေမဲ့တာဖြစ်သူပျောက်ဆုံးနေတယ်လို့ပြောပါတယ်။အာလီဒီစကားကိုကြားရတဲ့အခါမကောင်းတဲ့အငွေ့သက်ကိုခံစားလိုက်ရပါတယ်။သူကအိနီချင်းကိုစောင်းကျရဲ့တငင်ချင်းတွေအိမ်မှာသွားဆခိုင်းပြီးသူကိုယ်တိုင်ကလည်းကျိုးတစ်ချောင်းကိုစားကာပငတ်ပြားတစ်ချောင်းကိုခွဲပြီးအပိုင်းစားတွေကိုကျိုးနဲ့ချီကရေထဲကိုပြစ်ချလိုက်ပါတယ်။ဒါကတော့ရေထဲပြောက်ကျသူတွေရဲ့အလောင်းကိုစာဖွေဖို့အတွက်အတုပ်ပြုတဲ့ဒေတာခန်တွေရဲ့လူဝက်ဆန်းကျတဲ့စစ်ဟောင်းနီလန်တစ်ခုဖြစ်ပါတယ်။ဒါပေမဲ့အကြိတ်ကြိတ်စဉ်းစားကြည့်ပေမဲ့ဘာရလမှထွက်မလာပါဘူး။ဒါကြောင့်အာလီဟာအမွှေးတိုင်နဲ့ငယ်ထုံညင်ပြီးစောင်းကျဘေးကင်းပါစေကြောင်းဆုတောင်းခဲ့ပါတယ်။သူရေမှုချိုးပြီးအိပ်ဖို့ပြင်းနေတော့ရေထဲမှာအရာတစ်ခုကိုတွေ့လိုက်ရပါတယ်။သူဘာမှမစင်စားပဲအဲ့ဒါကိုအမိုက်ပုတ်ထဲဓာတ်ရိုက်ပြလိုက်ပါတယ်။သူလက်အထက်မှာပဲဒါဟာအိမ်မက်တစ်ခုဖြစ်နေပေမဲ့အာလီကတော့တခုခုဖြစ်နေပြီလို့ယူဆပြီးစောင့်ကြည့်ပြောခဲ့တဲ့နေရာစီကိုညတွင်ချင်းလေးလိုသွားခဲ့ပါတယ်။ရေးထဲမစင်းခင်မှာသူဟာကိုစာပွေတက်စစ်နိုင်ပါစေကြောင်းရိုးရဒလေးအရာအမွှေးတိုင်ထူးညင်းဆူတောင်းခဲ့ပါတယ်။မျောလင့်ထားတဲ့အတိုင်းပဲအာလီရေထဲဆင်းပြီးမကြခင်မှာပဲငါးပတ်ပိုက်ထဲမှာညှိနေတဲ့စောင့်ကြည့်ရကိုတွေ့ရှိခဲ့ပါတယ်ပနေတဲ့ငါးဖန်ပိုက်ကိုဖြတ်ထောက်ပြီးအတော်လေးအထုတ်ခဲ့ရပါတယ်ကိုကုတ်ပေါ်ဆွဲတင်လာတဲ့အခါဆောင်ကျရဲ့မိခင်နဲ့ထိတ်တိုက်တို့ပါတော့တယ်။တာဖြစ်သူကိုဖက်ပြီးငိုကြွေးနေတဲ့မိခင်ရဲ့မြင်ကွင်းကိုကြည့်ပြီးအာလီဟာပစ္စည်းစိတ်နဲ့ကိုအပြစ်တင်စိတ်တွေပြင်းနေသွားပါတယ်။အကယ်၍သူဟာဆောင်ကျကိုသူ့သမီးကိုတွားကြုတ်ခံပြီးအကူကြီးမတောင်းခဲ့ရင်ဒီလိုကန်ဆိုမှုမျိုးကြော်ရမှာမဟုတ်ပါဘူး။အာလီဟာဆောင်ကျအတွက်အားပေးဖို့ထုတ်ဆန်အတိုင်းဖះเจ้าကိုလာခဲ့ပါတယ်။သူဆုတောင်းပြီးအခုစကိုတိပင်မှာချီနှောင်လိုက်တဲ့အချိန်မှာပဲဖះเจ้าနဲ့မှာမင်းရောင်ဟာရုတ်တရက်လင်းထိတ်လာပါတယ်။မကြခင်မှာပဲထူးဆန်းတဲ့အရာတွေဖြစ်ပျက်လာပါတော့တယ်။သူထွက်ခွာခါနီးမှာပဲခုနကတစ်ပင်မှာချိတ်ထားတဲ့အကုဆဟာအကြောင်းရင်းမရှိပဲမင်းလောင်ကျွမ်းနေတာကိုတွေ့လိုက်ရပါတယ်။ပိုပြီးထူးဆန်းတာကအဲ့ဒီအကုဆကလောင်ကျွမ်းနေတဲ့မိဘတွေဟာမြစ်ထဲကိုကျသွားတာပါပဲ။သူစဝေးစဝါဖြစ်ပြီးမြစ်ရည်ထဲကိုသူလက်ညှို့နဲ့တူးချိလိုက်တဲ့အခါမြစ်ရည်တွေဟာတာမန်မျက်စိနဲ့မြင်သာတဲ့အစိုက်ဟုံးနဲ့ပျောက်ကွယ်သွားတာကိုမြင်လိုက်ရပါတယ်။ဒီကြောက်စရာကောင်းတဲ့မြင်ကွင်းဟာအာလီကိုအသေးရမတကြောက်လန့်စေခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲဒီနေရာမှာထူးဆန်းတဲ့အရာတွေဖြစ်ပျက်နေပါတယ်။ဆောင်ကျရဲ့ကိုစီစဉ်နေတော့အိပ်ပြင်ကမိလုတ်တွေကရုတ်တရက်မိတ်တုတ်ဖြစ်လာပါတယ်သူခေါင်းလက်ကြည့်လိုက်တဲ့အချိန်မှာစောင်းချရဲ့ဟာရုတ်တရက်ပျောက်ဆုံးသွားပါတယ်ဒါကတကယ့်ကိုဝေခွေးမရစရာပါအလောင်းကအနက်တောင်ထွက်နေပြီဖြစ်လို့သူကိုယ်တိုင်ပြေးနိုင်ပါမလားသူအခန်းထဲမှာလိုက်စားပါတော့တယ်ရုတ်တရက်အလောင်းကမူလနေရာကိုပြန်ရောက်နေပါတယ်မဟုတ်သေးပါဘူး
ခြေထောက်တွေကအခန်းဘက်ကိုတိတိတသာမျက်နှာမူထားတာကိုသူမှတ်မိနေပါတယ်သူစဝေးစဝါဖြစ်ပြီးမှုကြည့်လိုက်တဲ့အခါဆောင်ချက်ကသူ့ကိုမျက်နှာချင်းဆိုင်တက်တက်ကြည့်နေတာကိုတွေ့လိုက်ရပါတယ်ဒါပေမဲ့ဒါဟာလက်စရာအိမ်မက်တစ်ခုဖြစ်နေပြန်ပါတယ်သူစိတ်ပူသွားပြီးတကယ်ပဲထပ်ပြေးသလားဆိုတာတွားကြည့်ဖို့ဆွဖြတ်လိုက်ပါတယ်ကံကောင်းတာကအိပ်ပျော်နေတော့ပါပဲသူ့ဖြူကိုဖွင့်ကြည့်လိုက်တဲ့အခါဆောင်ချက်ရဲ့ပါးစပ်ကနေရေတွေစီးကျနေတာကိုတွေ့ရပါတယ်သူဟာဆောင်ချက်ရဲ့မှုဟာမာတာနဲ့တေချာပေါက်ဆစ်ဆက်နေတယ်လို့ခံစားလိုက်ရပါတယ်သူခြေပြက်ကိုတွားယူဖို့ပြင်လိုက်ပြီးပြန်လက်ကြည့်လိုက်တဲ့အချိန်မှာဗီဒီယိုထဲမှာဘာမှမရှိတော့ပါဘူးသူထပ်ရပြီးကမကွန်ကိုထုတ်လိုက်ပေမဲ့ဆောင်ချက်ရဲ့ကထပ်ပြီးပျောက်သွားပြန်ပါတယ်ဒါလည်းအိမ်မက်တစ်ခုဖြစ်နေပြန်ပါတယ်ဒါဟာအိမ်မက်တစ်ခုဖြစ်နေပေမဲ့ဝမ်ဖိုးကြီးကတော့အခြေအနေတွေကမယိုစင်ဘူးလို့တေချာပေါက်ခံစားမိပါတယ်နောက်တစ်နေ့မှာသူအာလီကိုတွားဆခဲ့ပါတယ်သူကအာလီကိုဆောင်ချက်ဟာရေမွန်ဘီမန်မန်ဒါရဲ့ချင်းကိုခံလိုက်ရတာဖြစ်တယ်လို့ပြောပါတယ်မန်ဒါဟာသူ့ကိုဆိုကမိသူတွေကိုသာတိုက်ခိုက်လေးရှိတယ်လို့ပြောပါတယ်သူကဆောင်ချက်ဟာမန်ဒါကိုတနေရာမှာဆိုကမိခဲ့လို့မရတာဖြစ်မယ်လို့ခန့်မှန်းခဲ့ပါတယ်။ဝမ်ဖိုးကြီးရဲ့စကားကိုကြားသိတဲ့နောက်အာလီဟာသူ့သမီးပြောခဲ့သမျှအရာအလုပ်ဟာအမှန်တရားဖြစ်မှန်ရုပ်တရက်သဘောပေါက်သွားပါတယ်။ဒါကိုတွေးမိတဲ့အခါသူရဲ့စိတ်ပူသွားပြီးအိမ်ကိုအမြန်ဆုံးပြေးပြန်ခဲ့ပါတယ်။ဒါပေမဲ့ဓာတ်တွေကိုသူသိရှိသွားတဲ့အချိန်မှာတော့အလုပ်ကနောက်ကျသွားခဲ့ပါပြီ။အိမ်မှာတယောက်တည်းရှိနေတဲ့ဆောင်းဟာကသူ့အိမ်စင်းမြစ်ထဲမှာသူ့ရုပ်လေးတစ်ရုပ်ကိုတွေ့ခဲ့ပါတယ်။သူငုတ်ကောက်ဖို့ကြိုးစားနေတော့အန်ဒီယကသူ့စီကိုပို့ပြီးနီးကလာတာကိုတတိမထားမိခဲ့ပါဘူး။ရုပ်တရက်တရေလက်ကြီးကသူ့ချက်ချင်းကိုဖန်ဆွဲပြီးရေထဲဆွဲချသွားပါတော့တယ်အိမ်ပြန်ရလာတဲ့အာလီဟာသူ့သမီးရဲ့နာမည်ကိုယူတူမတအော်ခေါ်ခဲ့ပေမဲ့ဘာတုတ်ပြန်မှုမှမရရှိခဲ့ပါဘူးမြင့်ဘဲကိုရောက်သွားတဲ့အခါသမီးဖြစ်သူရဲ့ဖဏတစ်ဖက်ကိုပဲတွေ့လိုက်ရပါတယ်အဲ့ဒီအချိန်မှာသူ့နှလုံးသားဟာချောင်းထဲကျသွားသလိုခံစားလိုက်ရပါတယ်သူဘာမှထပ်မစင်စားတော့ပဲရေထဲကိုခုတ်ချလိုက်ပါတယ်ရေထဲမှာကီလိုမီတာတော်တော်ဝေးဝေးအထိစုခတ်ဆပ်ပွေးခဲ့ပေမဲ့သူ့သမီးကိုစာမတွေ့ခဲ့ပါဘူးနောက်ရက်အနေငယ်မှာလဲသူဟာအနိနာကရေပြင်အလုပ်ကိုလိုက်စားခဲ့ပေမဲ့သူ့သမီးကိုစာမတွေ့ခဲ့ပါဘူးသူဘာလို့ရမှမသိဖြစ်နေတော့ရွာထက်ကအော်လန်ဆရာစီတွားခဲ့ပါတယ်အာလီရဲ့အဖြစ်အပျက်ကိုသိရပြီးနောက်ဆရာကအာလီရဲ့သမီးကိုစာပွေဖို့အတွက်သမီးမျက်စိဖွင့်နေစီစဉ်ကိုအတုပ်ပြုပြီးကူညီဖို့ဆွပြလိုက်ပါတယ်ဒါပေမဲ့ဒီလိုအော်လန်ပညာကအန်ဒီအလုံးများပါတယ်အပြောက်ဆုံးလူကိုစာပွေဖို့အတွက်သူ့ရဲ့ဝိညာဉ်ကိုခန္ဓာကိုယ်တက်ကထွက်ခွာစေရတာဖြစ်ပြီးနန်းနန်းလေးတတိလေးသွားတာနဲ့အသက်အန္တရာယ်ရှိနိုင်ပါတယ်ဒါပေမဲ့သူ့သမီးကိုစာပွေဖို့အတွက်အာလီကတော့ဘာကိုမှဂရုမစိုက်တော့ပါဘူးဆရာကထူးဆန်းတဲ့တိရွက်တရွက်ကိုရေစလုံးထဲပြစ်ချက်လိုက်ပြီးအာလီရဲ့မျက်လုံးတွေကိုတရုတ်စာလုံးတွေကရေးထားတဲ့အင်းစာရွက်နဲ့ပိတ်လိုက်ပါတယ်ဆရာကကာထာမန္တာတွေကိုယူဖတ်လိုက်တာနဲ့အာလီရဲ့ဝိညာဉ်ကသူ့ခန္ဓာကိုယ်ထဲကထွက်ခွာသွားပြီးအလုံးဝေးလံတဲ့နေရာတစ်ခုကိုရောက်သွားပါတယ်မကြခင်မှာပဲသူဟာမြင့်ဘေးကတင်းမြင့်တွေကြားမှာသူ့သမီးကိုစာတွေ့ခဲ့ပါတယ်။ကံကောင်းထောက်မှဆိုပဲသူ့သမီးကအသက်ရှင်ပါသေးတယ်။သမီးဖြစ်သူကိုမြင်လိုက်ရတဲ့အာလီဟာဆရာရဲ့အစီရင်စလုံးကိုအမြဲတမ်းကြည့်မိပါတယ်။သူ့သမီးကိုအပြန်ခေါ်သွားဖို့သူဆန္ဒရှိပါတော့တယ်။ဒါပေမဲ့သူ့သမီးရဲ့မဆုနိုင်ခင်မှာပဲရေမွန်ပီမကသူ့ကိုမီတာ100လောက်ဝေးရာကိုလွှင့်စင်သွားအောင်ရိုက်ထုတ်လိုက်ပါတယ်။ဒီတော့သူ့နောက်ကျောစီချက်ချင်းရောက်လာပြီးအာလီရဲ့လေပင်ကိုညစ်ကဒီနေရာမှာထာဝရရှိနေစေဖို့ရေတက်ကိုဆွဲချပါတော့တယ်။ဆရာကဆလုတ်ထက်ကတောက်ပတ်နေတဲ့တည့်ရွက်ကိုကြည့်ပြီးအာလီတယောက်အခက်ခဲကြုံနေရပြီဆိုတာသိလိုက်ရပါတယ်။အကယ်၍သူတမတ်ချက်အတွင်းခန္ဓာကိုယ်တက်ကိုပြန်မရောက်ရင်ဘယ်တော့မှပြန်လည်တော့မှာမဟုတ်ပါဘူး။ဆရာဟာတွန်းဆုပ်မနေပဲသူ့လက်ကိုရေထဲရိုက်နှိပ်ပြီးဂါထာကိုဆက်ယူပါတယ်။အာလီရေနစ်ခဏရဲ့အချိန်မှာပဲဆရာကသူ့ကိုလက်တွေ့ကဘာထဲပြန်ဆွဲခွန်နိုင်ခဲ့ပါတယ်ဆရာကိုယ်တိုင်လည်းအစီရင်ရဲ့တုတ်ပြန်မှုကြောင့်ဒဏ်ရာရပြီးအဲ့ဒီနေရာမှာတင်တတိလေးလက်ကျသွားပါတယ်ဆရာတတိရလာတဲ့အခါအာလီကိုတတ်မှတ်ထားတဲ့ဒီနေရာကိုပြောပြခဲ့ပါတယ်ဆရာရဲ့လက်ညှိုးမှုနဲ့သူ့ရဲ့ဝေဝါးနေတဲ့မညံတွေအရာအာလီဟာနောက်ဆုံးမှာသူ့သမီးကိုစာပွေတွေ့ရှိခဲ့ပါတယ်ဒီတစ်ချိန်မှာတော့သူ့ကိုရေမွန်ပြီးမှကတားဆီးခြင်းမပြုခဲ့ပါဘူးဒါပေမဲ့သူ့ကိုကူညီခဲ့တဲ့ဆရာကတော့ဒုက္ခရောက်သွားပါတယ်ဆရာကမြစ်ထက်ကနေရေတစလုံးခတ်ပြီးအိပ်ပြန်ကခောက်ဆဲပြုတ်စားဖို့ဒီနေတော့မှာပဲနောက်တစ်စက္ကန့်မှာရေမူဘီမကရေထဲကနေထွက်လာပါတယ်ဆရာကအခြေအနေမကောင်းမှန်းသိလို့ထွက်ပြေးဖို့ကြိုးစားပေမဲ့ရေမူဘီမကသူ့ရဲ့မဲမောင်ပြီးလှပတဲ့စပင်စီကြီးတွေနဲ့ဆရာရဲ့ချစ်ချင်းကိုရစ်ပလိုက်ပါတယ်ဆရာကတစ်တာတော့ကိုလန့်ကန်ပြီးသူ့ကိုယ်သူကယ်တင်ဖို့ကြိုးစားခဲ့ပါတယ်အာလီဟာတမင်ဖြစ်သူကိုအိမ်ပြန်ခေါ်လာနိုင်ခဲ့ပေမဲ့တမင်ဖြစ်သူကအလွန်အားနည်းနေပြီးတတိမိမျောနေခဲ့ပါတယ်။ဆွေတကြီးနဲ့အာလီဟာဝမ်ဖိုးကြီးစီတွားခဲ့ပါတယ်။ရေမော်ဘီမဟာသူ့ကိုစုကားတဲ့သူမကပဲသူ့ရဲ့မွေးနေ့စာတချင်းတူညီတဲ့သူတွေကိုပါဆွဲခေါ်တတ်တယ်ဆိုတာသိလိုက်ရပါတယ်။ဝမ်ဖိုးကြီးရဲ့စကားကိုကြားပြီးအာလီထိုက်လန့်သွားပါတယ်။တမင်ဖြစ်သူကိုထပ်ပြီးအထိကမခံနိုင်တော့တာကြောင့်အာလီဟာတမင်ဖြစ်သူရဲ့ဘေးနားမှာပဲစောင့်နေခဲ့ပါတယ်။ဒါပေမဲ့ဘလောက်ပဲစောက်ပါစေတရမရဲ့တိုက်ခိုက်မှုကိုမတားဆီးနိုင်ခဲ့ပါဘူး။အာလီအိပ်ပျော်သွားတဲ့အခါမှာ
တင်ဘေးကအယုတ်ကရုတ်တရက်ဆောင်းဝါအဖြစ်ပြောင်းလဲသွားပါတယ်နောက်တစ်စက္ကန့်မှာဆောင်းဝါရဲ့မျက်လုံးတွေကမဲမောင်သွားပြီးအောင်တစ်ခုလိုအိမ်ပြင်ကိုစောက်သွားပါတော့တယ်သူဟာစမ်းကြဲတဲ့ဆွမ်းအားတစ်ခုရဲ့ခေါ်ဆောင်မှုကိုခံရတယ်လို့မျိုးညစ်ဘေးစီကိုဖြည်းဖြည်းချင်းစောက်သွားပါတယ်အာလီနိုးလာတဲ့အခါသမီးဖြစ်သူပျောက်ဆုံးနေတာကိုတွေ့လိုက်ရပါတယ်သူနှလုံးသားဟာထိတ်လန့်တုန်လှုပ်သွားပါတယ်သူအလန့်တကြားလိုက်စားပါတော့တယ်ကောက်ကောက်စွာပဲမြစ်ထဲခုတ်ချခါနေသူ့သမီးကိုအချိန်မီဖန်ဆွဲနိုင်ခဲ့ပါတယ်နောက်တစ်နေ့မှာသူဟာဆောင်းဝါကိုဝန်ဖိုးကြီးစီခေါ်ဆောင်သွားခဲ့ပါတယ်ဝန်ဖိုးကြီးမှာတော့ပညာအချို့ရှိနေသေးတာကြောင့်ပါဝန်ဖိုးကြီးကဆောင်းဝါရဲ့ထူးဆန်းတဲ့အမူအရာကိုမြင်တော့မျက်နှာပြတ်သွားပါတယ်သူချက်ချင်းပဲလက်ကုံကိုကောက်ကင်ပြီးတွေးထွက်တန်ယူစီစဉ်ကိုလှုပ်ဆောင်ပါတော့တယ်သူကကြေပြတပြကိုဆောင်းဝါရဲ့ပါးစပ်ထဲထည့်ပေးလိုက်ပါတယ်နောက်တစ်စက္ကန့်မှာတော့ဆောင်းဝါကခုနကသူတွေလိုပဲတလုတ်လာပြီးပါးစပ်ထက်ကညစ်ပတာတွေကိုအန်ထုတ်လိုက်ကပုံမှန်တိုင်းပြန်ဖြစ်သွားပါတယ်အာလီကဝန်ဖိုးကြီးရဲ့ကြေပြကဘာလို့ဒီလောက်အစွမ်းထရတာလဲလို့စုံစမ်းမိမြန်ပါတယ်ဝန်ဖိုးကြီးကလည်းသူကိုယ်တိုင်တေချာမသိဘူးလို့ဆင်ပြပါတယ်သူ့အဖိုးကဒီမျိုးဆက်ရဲ့ပထမဆုံးဆရာဖြစ်ခဲ့တာကြောင့်တရေတစိမျိုးစုံနဲ့ရင်ဆိုင်ခဲ့ရပြီးတိဆုပ်သူတွေအပေါ်ကညစ်နေတဲ့တရေတွေကိုမောင်းထုတ်ဖို့ကြေပြတွေကိုအတုပ်ပြုတ်ခဲ့တာပဲသိတယ်လို့ဆိုပါတယ်သူတို့ကဆောင်းဝါတယောက်ဘေးကင်းသွားပြီလို့ထင်ခဲ့ကြပါတယ်ဒါပေမဲ့မမျော်လင့်ပဲသူတို့ရဲ့ဒီလိုလောက်ရကရေမိုဘီမတ်ကိုအကြီးအကျယ်ဒေါသထွက်သွားစေခဲ့ပါတယ်ညဘက်မှာအာလီအိတ်စစ်မှာအဝတ်စော်နေတို့ဝေးလံတဲ့နေရာကနေကြောင်ဝဲဖွယ်ကောင်းတဲ့ချိုးတဲ့တချင်းတန်ကိုရုတ်တရက်ကြားလိုက်ရပါတယ်ချိုးတဲ့တချင်းတန်ကိုကြားရပြီးသူအခန်းထဲပြောင်းဝင်ဖို့ပြင်လိုက်တဲ့အခါတွင်းတော့ကရေစီပန်းထက်ကနေအတန်တကူထွက်ပေါ်လာပြီးအယုတ်တရုတ်ပေါ်လာပါတယ်သူရေခွက်ကိုကောက်ကန်လိုက်တဲ့အချိန်မှာပဲလူဝက်ဆန်းကျတဲ့ဆွမ်းအားတစ်ခုရဲ့ထုတ်ချုပ်မှုကိုရုတ်တရက်ခံလိုက်ရပါတယ်သူခန်းထဲကိုပြေးဝင်သွားပြီးသူ့သမီးရဲ့စပင်ကိုဆွဲထုတ်ပါတော့တယ်ဝန်ဖိုးကြီးအတန်ကြားလို့တားဆီးဖို့ပြေးဝင်လာပြီးမဲ့တာမန်လူတယောက်အနေနဲ့ရေမိုဘီမတ်ကိုဘယ်လိုဆင်နိုင်ပါမလဲသူဝန်ဖိုးကြီးကိုရင်ဆိုင်နေတော့ဆောင်းဝါကတိတ်တဆိတ်ထွက်ပြေးပြီးကြေပြားကိုယူသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာသူ့အဖွားလည်းပြေးဝင်လာပါတယ်ဒါပေမဲ့အဖွားအိုဟာအခြေအနေကိုတေချာမသိပဲရေမိုဘီမတ်ရဲ့လေပင်ညစ်ခြင်းကိုခံလိုက်ရပါတယ်ရေမိုဘီမတ်ကလက်ကိုဝင်ရလိုက်တာနဲ့အဖွားအိုဟာအဲ့ဒီနေရာမှာတင်ပွဲချင်းပြီးတည်သွားပါတော့တယ်ရေမိုဘီမတ်ကဆောင်းဝါရဲ့စပင်ကိုဆွဲပြီးမြစ်ကန်ပစ္စည်းဆွဲခေါ်သွားပါတယ်ဒီအချိန်မှာဆောင်းဝါကဝန်ဖိုးကြီးရဲ့ပြောခဲ့တဲ့ကြေပြားကတရေမောင်းထုတ်နိုင်တဲ့ဆိုတာကိုတတိယသွားပါတယ်သူကြေပြားကိုသူ့မိရဲ့ပါးစပ်တက်ကိုတိုက်ရိုက်ထည့်ပေးလိုက်ပါတယ်ရေမိုဘီမတ်ဟာအာလီရဲ့ခန္ဓာကိုယ်တက်ကနေချက်ချင်းထွက်သွားပါတယ်ဒါပေမဲ့ဒီအချိန်မှာသူ့သမီးကိုကောက်ွယ်ဖို့အတွက်သမီးဖြစ်သူဟာကြေပြားကိုသူ့ပါးစပ်ထဲပြန်ငုံပြီးတစ်တာတို့တစ်ချောင်းကိုကောက်ကန်ကရေမိုဘီမတ်နဲ့အတူမြင့်တဲ့ကိုခုတ်ချပြီးရေအောက်မှာထိတ်လန့်စရာကောင်းတဲ့တိုက်ပွဲကိုဆင်နွှဲပါတော့တယ်ရေအောက်ရဲ့အစင်တကင်ဖြစ်တဲ့ရေမိုဘီမတ်ကိုအာလီကတစ်တာတို့နဲ့ပဲပါတယ်ဒါဟာတကယ့်ကိုမယုံနိုင်စရာပါရေမိုဘီမတ်ကိုတဲ့နောက်အာလီဟာကုတ်ပုတ်ကိုနောက်ဆုံးမှပြန်ရောက်လာခဲ့ပါတယ်ကနေလွတ်မြောက်လာတဲ့မိခင်နဲ့သမီးဟာဖက်လက်တငင်ငိုကြွေးနေကြပါတယ်ဘေးနာကဝန်ဖိုးကြီးနဲ့အဖအိုကတော့တနာဆရာကောင်းအောင်ကြည့်နေကြပါတယ်ဒါဟာတကယ်ပဲစသိသွားတာလားမဟုတ်ပါဘူးကျွန်တော်တို့အာလီကိုနောက်ထပ်တစ်ကြိမ်မြင်ရတဲ့အခါသူဟာလေတုကိုပွေဖက်ပြီးတယောက်တည်းစကားပြောနေခဲ့တာဖြစ်ပါတယ်ဆောင်းဟာကရေမိုဘီမတ်ရဲ့ဆွဲခေါ်ခြင်းကိုခံရကြတဲ့ကသူဟာဘယ်တော့မှပြန်မလာတော့ပါဘူးဒါတွေအလုံးဟာအာလီတယောက်သူ့သမီးရဲ့ခွက်ခါမှုကိုမခံစားနိုင်တာကြောင့်စိတ်ကူးရင်နေခဲ့တာဖြစ်ပါတယ်ဒီချိန်မှစ၍အာလီဟာယူတူသွားခဲ့ပါတော့တယ်အဖအိုဟာသူ့ကိုကြည့်ပြီးကိုကိုရမက်စွာငိုကြွေးနေခဲ့ပါတယ်ရုပ်စင်တကားလုံးကိုကြည့်ရင်အာလီရဲ့အနိဋ္ဌာယုဟာသူခင်ပိုးတေကတဲ့ကစတင်ခဲ့တာပါစင်တန်ရဲ့အတွက်သူမဟာအလုံးသူအဖြစ်ရွေးချယ်ခဲ့ပြီးတရားနဲ့မြင့်ကြမှာကျင့်နေခဲ့ရပါတယ်ဒါပေမဲ့သူဟာသမီးလေးရဲ့အဖော်ပြုမှုတွေနဲ့ဂရုစိုက်မှုလိုအားချက်ကိုလိလူစုခဲ့ပါတယ်ဆောင်းဝါတယောက်မြင့်ဘေးကကောက်လာတဲ့သူ့ရုပ်လေးကြောင့်လဲရတဲ့အခါမိခင်ရဲ့မေတ္တာတရားဟာအနှစ်ဆိုင်ဆုံးနောင်တနဲ့အပြည့်စည်စိတ်တွေဖြစ်လာခဲ့ပါတယ်သူရောက်လာတဲ့မန္တာရဲ့ဆွေးနွေးမှုကတော့အမျိုးသားတဦးရဲ့စုပြစ်ခြင်းကိုခံရပြီးခလေးဆွဆွရခဲ့တဲ့ဒဏ်ရာကြောင့်ပါသူဟာမိခင်ဘဝရဲ့နာကျင်မှုကိုကိုစားပြုသူလိုဆောင်းဟာလေးဆွဆွခဲ့ရမှုကိုလည်းတက်တည်ပြနေပါတယ်အလီမာအနိဋ္ဌာယုတ်ကိုဆောင်းလဲဖို့အခွင့်အရေးတွေအကြိတ်ကြိတ်ရှိခဲ့ပါတယ်သမီးဖြစ်သူကကြောက်စရာရိတ်ကိုမြင်တယ်လို့ဖတ်ဓမ္မဆိုအကြိမ်ပြောကြတဲ့ကဆောင်းလက်ကသူ့ရုပ်ကိုဖျက်ဆီးမိလို့တေဆုပ်ခဲ့ရတဲ့အထိဖြစ်ပါတယ်ဒါပေမဲ့ဘဝရဲ့ဝန်ထုတ်ကုန်ပိုးတွေကြောင့်သူဟာသမီးဖြစ်သူကိုမဆွဆွရခြင်းအချိန်ထိဒီတိပိချက်တွေကိုလှစ်လူစီဖို့ရွေးချယ်ခဲ့ပါတယ်ဒါပေမဲ့အလုတ်ကနောက်ကျသွားခဲ့ပါပြီလက်တွေ့ဘဝမှာထိုနည်းတူပါပဲစင်တန်ရဲ့အတွက်မိဘအများစုဟာမိုးမလင်းခင်ထွက်မိုးချုံမှပြန်လာကြပြီးမိသားစုကိုထဲ့သိပ်ဖို့အစွမ်းကိုကြိုးစားကြပေမဲ့ကလေးတွေရဲ့စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကိုလှစ်လူစုမိတတ်ကြပါတယ်မတော်တဆမှုတွေဖြစ်ပွားလာတဲ့အခါမှသာအတူစီပေးခြင်းကကလေးတွေအတွက်အကောင်းဆုံးကာကွယ်မှုဖြစ်မှန်သူတို့သိရှိသွားကြပါတယ်အာလီရဲ့နောက်ဆုံးစိတ်ကြမ်းမှရေးပြက်ပြသွားမှုဟာတိုက်ဆိုင်မှုတစ်ခု
မဟုတ်ပါဘူးဒါဟာသားသမီးဆိုးဆိုးလိုက်ရတဲ့မိခင်များစုရင်ဆိုင်ရမယ့်လက်တွေ့ဘဝဖြစ်ပါတယ်တခါတရံမှာရွတ်တုချင်းဟာနှိုးချခြင်းထက်ပိုပြီးတနာညာတာဖို့ကောင်းပြီးစိတ်ကူးရင်ချင်းကလက်တွေ့ဘဝထက်ပိုပြီးညှို့ထွေးတာပါတယ်မိခင်တယောက်သူ့ရဲ့ကဘာကြီးတစ်ခုလုံးဆိုးဆိုးသွားတဲ့အခါသူဟာသူ့ဘာသာဖန်တီးထားတဲ့လက်ညာမှုတွေထဲမှာပဲစင်တန်ဖို့ရွေးချယ်ခဲ့ပါတယ်ဒါဟာအနိဋ္ဌာယုတ်လားဒါမှမဟုတ်ဥကျွေးကြေသွားတာလားဘဝအတွက်ရောက်ကနေရသူတွေကိုအလုဆုတ်တာကိုအကြောင်းပြပြီးမိသားစုကိုလိလူမဆူကြဖို့ကျွန်တော်ကိုယ်တိုင်တိုက်တွန်းချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ရွှေစင်းနဲ့ဖက်လိုက်တကင်းပွက်ဖက်မှုတစ်ခုဟာစကလုံးပေါင်းထောင်တောင်းမကပိုပြီးထိရောက်လို့ပါပဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအစုပ်ထိတူတူစီပေးပြီးအားပေးခဲ့ကြတဲ့ပရိသတ်ကြီးအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့ဗီဒီယိုလေးတွေကိုပြန်လာခဲ့ပါဦးမယ်အားလုံးပဲပျော်စင်စရာအချက်လေးဖြစ်ပါစေဦးနော်